မင်္ဂလာပါအမားတို့ဒီနေ့ဘာကိုဆိုင်လေးတွေရဲ့ character လေးတွေကိုလာပြီးပြပြပေးသွားမှာဖြစ်ပါတယ်။ August 23ကနေပြီးတော့မှ September 23ဒီကြာကာလတွင်မွေးဖွားတဲ့သူလေးတွေကဘာကိုဆိုင်လေးတွေဖြစ်ပါတယ်။ Art sign မြေဓာတ်စိုးမိုးတဲ့ရာသီကွယ်လေးလည်းဖြစ်ပါတယ်။သူတို့က Mercury ဗုဒ္ဓဘူးကြိုစိုးမိုးတာကြောင့်သူတို့ရဲ့ character လေးတွေကထက်မြက်တဲ့အသိဉာဏ်ပညာနဲ့ပြည့်စုံတဲ့လက်တွေ့ကြတယ်စီစနစ်ကြတယ်ဆိုတဲ့ character လေးတွေနဲ့သူတို့ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။သူတို့ကိုအပြင်ပန်းကြည့်ရဆိုလို့ရှိရင် ETA ဆက်နဲ့စီကံကြီးရလို့ထင်ရပါမယ်။ကိုနဲ့ပတ်ဝန်းကျင်ကောင်းမှုအတွက်စ조사နေတဲ့သူလေးတွေဖြစ်ပါတယ်။သူတို့ကပြဿနာတစ်ခုကိုအသေးစိတ်ခွဲခြားစိတ်ဖြာနိုင်တဲ့သူလေးတွေဖြစ်ပါတယ်။ပြီးရင်သူပြဿနာတွေကိုလည်းအမြန်ဆုံးဖြေရှင်းနိုင်တဲ့သူတွေလည်းဖြစ်တယ်ပေါ့နော်။စိတ်ကူးရင်ဆန်နေတာထက်တကယ်လက်တွေ့လုပ်ရတာကိုပို့ပြီးတော့မှသဘောကျတတ်တဲ့သူလေးတွေပါ။သူများတွေရဲ့ဘဝတွေတိုးတက်အောင်ကူညီပေးတတ်တဲ့သူလေးတွေလည်းဖြစ်ပါတယ်။သူတို့ကအကဲခတ်လည်းကောင်းတယ်နော်။သူများတခါမမြင်နိုင်နဲ့ပေါ့နော်။အသေးစိတ်အချက်လက်ကအစသူတို့ကမြင်တွေ့နိုင်စွမ်းရှိတယ်။ဘာကိုဆိုင်လေးတွေရဲ့အားသာချက်ကမှလာပြီးပြပြပေးပါမယ်။သူတို့ကတခုခုလုပ်ပေးမယ်လို့ဂရုပေးထားရင်ပေါ့နော်။ဖြစ်အောင်လုပ်ပေးတတ်တဲ့သူလေးတွေပါ။ Mercury ကြိုစိုးမိုးထားလို့အချက်လက်တွေကိုကိုယ့်ရဲ့အုံနောက်ထဲမှာ file တွဲတွေလိုမျိုးတင်စီထားတတ်ပါတယ်။ကိုနှိမ့်ချတတ်တယ်။သူများတခါရေလို့ကြွားဝါနေခြင်းမျိုးမရှိဘဲနဲ့အလုံးနဲ့တက်တည်ပြတတ်တဲ့သူလေးတွေပေါ့နော်။ကျင်နာတတ်ပါတယ်။သူတို့ကအပြင်မန်းကကြည့်လို့ရှိရင် ETA ဆက်ဖြစ်နေပြီမဲ့သူတို့နှလုံးသားလေးတွေကနှွေးထွေးတယ်ကျင်နာတတ်တယ်ဆိုတဲ့ဟာကိုသူတစ်ပါးကိုကူညီပေးခြင်းနဲ့သူတို့ရဲ့ကျင်နာမှုကိုပြသတတ်တဲ့သူလေးတွေဖြစ်ပါတယ်။ဘာကိုဆိုင်လေးတွေရဲ့အားနည်းချက်ကိုလာပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်။ကိုအားမရဘူး။ကိုအကောင်းဆုံးဖြစ်ချင်လို့ကိုဝေဖန်ရင်းနဲ့စိတ်ဖိစီးမှုများနေတတ်ကြပါတယ်။အတွေးလွန်တတ်ပါတယ်။အရာကိုခွဲခြားစိတ်ဖြာနိုင်လွန်အားကြီးလို့ဆုံးဖြတ်ချက်ချရတာခက်ခဲတတ်ပါတယ်။အသေးဖွဲလေးတွေကအစားဝေဖန်မိတတ်ကြပါတယ်။ကိုယ့်ရဲ့စံနှုန်းကမြင့်တယ်ကွာ။အဲ့ဒီကိုယ့်ရဲ့စံနှုန်းနဲ့တိုင်းပြီးတော့သူများတကာကိုအသေးစိတ်ကအစားဝေဖန်တတ်တဲ့သူလေးတွေဖြစ်ပါတယ်။အနားမယူတတ်ကြဘူး။သူတို့ကအနားယူတယ်ဆိုတဲ့အရာကိုသူတို့အတွက်အချိန်ဖြုံးတယ်လို့သတ်မှတ်ထားတတ်ကြပါတယ်။သူတို့နဲ့ချစ်သူဖြစ်ဖို့အတွက်ကိုအချိန်ယူတတ်ပါတယ်။အချိန်ယူပြီးတော့စဉ်းစားတတ်ကြတဲ့သူလေးတွေပါ။ဟဲ့ရန်ကြီးရဲ့သူမျိုးတွေဆိုလို့ရှိရင်သဘောမကျတတ်ကြဘူး။တည်ရင်ပြီးတော့မှအသိဉာဏ်ရှိတဲ့သူမျိုးတွေတန့်ရှင်တက်ရက်နေတာမျိုးသူတို့ကသဘောကျတတ်ကြပါတယ်လက်တွေ့ကျတဲ့သူလေးတွေဖြစ်လို့ကိုယ့်ရဲ့ချစ်သူရဲ့ဘဝကိုအဆအဆအရာအဆင်ပြေအောင်လို့သူတို့ကစီစဉ်တတ်ကြပါတယ်လုပ်ငန်းခွင်မှာဆိုလို့ရှိရင်တိကျသေချာမှုကိုလိုအပ်တဲ့အလုပ်တွေမှာဆိုလို့ရှိရင်သူတို့ကတော်ကြပါတယ်ဘယ်နာကမှားနေလဲဆိုတဲ့ဟာကိုအမြန်ဆုံးသိနိုင်ပါတယ်ဘာကိုဆိုင်လေးတွေတငယ်ချင်းရှိရဆိုလို့ရှိရင်ကုန်ယူလိုက်ပါပြဿနာတွေရှိနေတယ်လက်တွေ့ကျတဲ့အကြံဉာဏ်မျိုးတောင်းကျင်နေဆိုလို့ရှိရင်တော့ဘာကိုဆိုင်လေးတွေရှိတာတော့သူတို့ကလေအမှန်တိုင်းပြောပြမယ်အပြင်ကိုဘယ်လိုဖြည့်ရှင်းရမလဲဆိုတာပါသူတို့က plan ချပေးပါလိမ့်မယ်ဘာကိုဆိုင်လေးတွေကို2026မှာအကြံပေးချင်တာကတော့ကိုယ့်ရဲ့စိတ်ကိုအနာပေးပါလို့ပြောချင်ပါတယ်အလုပ်တွေပဲလုပ်နေမယ်အစားတစ်ခါတလေဘာမှမလုပ်ပဲနေပေးတာကကိုယ့်ရဲ့စိတ်ကျန်းမာရေးတော့ပိုကောင်းပါလိမ့်မယ်နေ့တော့အမကဘာကိုဆိုင်လေးတွေရဲ့ character လေးတွေကိုလာပြီးပြပြပေးရဖြစ်ပါတယ်တခြားရာသီကွန်လေးတွေရဲ့ character တွေကိုပြောရလို့ရှိရင်တခြားသောအကြောင်းအရာလေးတွေကိုလည်းထပ်ပြီးတော့ပြောပြပေးသွားအောင်မှာဖြစ်လို့အမကို like and share follow လေးလုပ်သွားပေးဖို့မမေ့နဲ့နော်